အားလုံးပဲမင်္ဂလာပါ Advisor Touch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါဒီနေ့မှာတော့ကျွန်တော် review video လုပ်ပေးတော့မှာမဟုတ်ဘူးဒီနေ့ကကျွန်တော်2026မှာကျွန်တော်ဖုန်းဝယ်တော့မယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြပြသွားမယ်အချက်လက်တွေကျွန်တော်ပြပြသွားမယ် specification တွေပါနေတဲ့ဖုန်းဆိုလို့ရှိရင်ကျွန်တော်မဝယ်သင့်ဘူးဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ data လေးကိုစဉ်းစားပြီးမှဝယ်ရမယ်ပေါ့နော်ဆိုတော့ဘယ်အချက်လက်တွေဘယ် specification တွေပါရင်မဝယ်သင့်လဲဆိုတော့ကျွန်တော်ဒီ video လေးမှာပြပြပေးသွားမှာမို့လို့ကျွန်တော်တို့အဆုံးထိကြည့်လိုက်အောင်အရင်ဆုံးဒါကျွန်တော်ဈေးတန်းတစ်ခုတတ်မှတ်လိုက်ပါတော့ကျွန်တော်ပြောချင်တဲ့ဈေးတန်းကဒါကျွန်တော်6သိန်း9သိန်း8သိန်းဆိုရင်ဈေးတန်းဝန်းကျင်ပေါ့နော်ဒါအနှိမ့်3သိန်း4သိန်းဒီဒါဒီဝန်းကျင်ကဖုန်းတွေတော့ဒါထားလိုက်တော့အနည်းဆုံးကျွန်တော်တို့ပတ်စံ6သိန်း9သိန်း8သိန်းပေးပြီးဝယ်ရမယ်ဖုန်းတွေရဲ့ဒါမပါသင့်တော့တဲ့ specification တွေကိုကျွန်တော်အရင်ပြောပြပေးသားမယ်အရင်ဆုံး display ပိုင်းပေါ့နော် display ပိုင်းမှာတချို့ဖုန်းတွေဆိုရင်ဒါကျွန်တော်တို့အခုချိန်ကြီးကိုကျွန်တော်တို့ 720p resolution ဖြစ်နေသေးတယ်ပေါ့နော်6သိန်း9သိန်း8သိန်းဝန်းကျင်မှာဒါ 720p resolution ဆိုတော့ဒါမဖြစ်သင့်တော့ဘူးလို့ထင်တယ်ဟိုတော့အနည်းဆုံးကကျွန်တော်တို့က AMOLED display မဟုတ်ဘူးဆိုလို့ရှိရင်တော့ LED မဟုတ်ရင်တော့ကျွန်တော် LCD display ကိုမှကျွန်တော်တို့က 1080p resolution တော့အနည်းဆုံး3ပေးသင့်ပြီလို့ထင်တယ်ဆိုတော့ 720p resolution 3ပေးထားတဲ့ဒီ9သိန်း8သိန်း6သိန်းဝန်းကျင်တဲ့ဖုန်းတွေကတော့ကျွန်တော်ဝယ်မယ်ဆိုလို့ရှိရင်ဒါတေချာလေးစဉ်းစားတင်တယ်လို့ထင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒါ chipset ပိုင်းပေါ့နော် CPU ပိုင်းမှာအနည်းဆုံးကျွန်တော်ကတော့ဒါလက်ရှိ8သိန်း6သိန်း9သိန်းဝန်းကျင်မှာဒါအနည်းဆုံးကကျွန်တော်တို့ Antutu Score 6သိန်းအထက်6သိန်းဝန်းကျင်ရှိတဲ့ SoC မျိုးကိုပဲသုံးပေးစေချင်တယ်ဒီ SoC မျိုးမှာလည်းဒါကျွန်တော်ရေရှည်သုံးကတာအဆင်ပြေမှာလို့ကျွန်တော်ကမြင်နေပါတော့ဆိုတော့ဒါ official ဝင်တဲ့ထဲကပြောတာပေါ့နော်ကျွန်တော်တို့ China လုံးနေတယ်လို့ရှင်ပြီးတော့ပြောတော့ဒါ official ဝင်တဲ့ဖုန်းတွေထဲမှာတော်တော်များအခုလက်ရှိမှာ G100 G200 တွေသုံးနေကြတာပေါ့နော်ဒီကောင်တွေကလည်းအရင်စုပ်ပြတ်တက်နေရလားဆိုတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရေရှည်သုံးမဲ့အခါမျိုးကြလို့ရှိရင်တော့ဒါစကားပြောလာတယ်ပေါ့နော်ဆိုတော့အနည်းဆုံးတော့ Antutu Score 6သိန်းဝန်းကျင်6သိန်းအထက်ရရှိတဲ့ CPU မျိုးကိုကျွန်တော်တို့သုံးပေးစေချင်တယ်နောက်တစ်ခုကဒါကင်မရာပိုင်းပေါ့နော်ကင်မရာပိုင်းမှာတော်တော်များဒီ8သိန်းဝန်းကျင်ဖုန်းတော်များမှာကျွန်တော် ultra wide ကင်မရာမပါဘူးပေါ့နော် ultra wide ကင်မရာလုံးဝမပါဘူးကျွန်တော် main ကင်မရာနဲ့ပဲပါပါပေါ့နော်ဆိုတော့ပါလာခဲ့တဲ့ ultra wide ကင်မရာတွေကလည်းဒါ8 megapixel တို့5 megapixel တို့ပဲပါတာပေါ့နော်ပါတော့ဆိုတော့ဒီ ultra wide ကင်မရာကတော့မပါဘူးဆိုပေမဲ့ကျွန်တော် ultra wide ကင်မရာကိုအများကြီးသုံးနေတဲ့သူကတော့ခက်ရှားရှားပေါ့နော်ဒါပေမဲ့ကျွန်တော် main ကင်မရာကတော့တော်တော်များများသုံးကြတယ်ဆိုတော့ ultra wide ကင်မရာမပါဘူးမထည့်ထားပေးဘူးဆိုရင်တော့ကျွန်တော် main ကင်မရာကိုကျွန်တော်စမ်းစာကောင်းကောင်းလေးနည်းနည်းလေးကောင်းတာလေးပို့ပြီးတော့သုံးပေးစီခြင်းနဲ့ဆိုတော့ ultra wide ကင်မရာကိုအများကြီးဖြစ်တဲ့လူတော့ကတော့ main ကင်မရာကခဏခဏကောင်းကောင်းလေးရရဲဆိုရင်တော့ဘာဖြစ်ဖြစ်ကျွန်တော်ကင်မရာပိုင်းဒီမှာနည်းနည်းလေးတော့ရိုက်တဲ့အခါမှာကျွန်တော်အရင် professional ဆန်တဲ့ပုံတွေရဖို့မဟုတ်ဘူးကျွန်တော် social ရိုက် line ပေါ်ပုံတင်တာမျိုးပေါ့နော်ဒီလိုမျိုးတော့ကိုနည်းနည်းလှလှပနဲ့ပုံထွက်လေးထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါမဆိုးဘူးဒါတချို့8သိန်း9သိန်းပေးဝယ်ရပြီးတော့ကင်မရာက main sensor ကဒီလိုက်လောက်ပဲအဆင်ပြေပြီးတော့ကျွန်တော်တို့ night mood တွေပိုင်းမှာဆိုတော့ noise တွေထပြီးတော့တော်တော်ကြီးကိုညံ့တာမျိုးတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အထောက်အကင်မရာလေးကိုထည့်ပေးမထည့်ပေးလို့ရှိရင်လည်းကျွန်တော်တို့ကဒါ main ကင်မရာလေးကိုစင်ဆာလေးကောင်းကောင်းလေးသုံးပေးတာမျိုးကိုဖြစ်စေချင်တာပေါ့နောက်တစ်ခုကဒါ audio ပဲပေါ့နော်တော်တော်များဖုန်းတွေကတော့အခုနောက်ပိုင်းဒါ stereo speaker ကိုသုံးမိလာတာပြီဆိုပေမဲ့တချို့ဖုန်းတွေမှာကျွန်တော်တို့ကဒါ8သိန်းဝန်းကျင်ပေးရပြီးတော့9သိန်းဝန်းကျင်ပေးရပြီးတော့ကျွန်တော် mono speaker ကိုပဲသုံးပေးထားတာမျိုးတွေလည်းရှိသေးတွေ့ရသေးတယ်ပေါ့နော်ဆိုတော့အဲ့ mono speaker ကိုမှနောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ultra volume ဆိုပြီးတော့ကျွန်တော်300% နေ 400% နေတင်ဖွင့်လို့ရအောင်လုပ်ပေးထားတယ်ဆိုတော့အဲ့ဒီ percent နေတင်ဖွင့်လို့ရတဲ့အတန်ကကြည်လားဆိုတော့မကြည်ဘူးကျွန်တော်အတန်နေအကွဲနေတာဒါကြာလာလို့ရှိရင်ဒါ speaker ပါအပ်လာတဲ့အနေအထားမျိုးဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ ultra volume နေတင်ပေးထားမယ်ဆိုတော့ကျွန်တော်တို့ကstereo speaker လေးပဲဖြစ်သုံးပေးလိုက်တယ်မျိုးနောက်ဆုံးကျွန်တော်တို့ stereo speaker ကိုမှအပေါ်က speaker ကိုတစ်ပေါက်ထပ်မဖောက်နိုင်ရင်တော့ကျွန်တော်တို့ဒါ ERP လေးနဲ့တွဲပြီးတော့ဒါ stereo speaker လေးလုပ်ပေးထားရင်ကိုဒါတော်တော်လေးကိုအဆင်ပြေလို့ပြောလို့ရတယ်ပြီးတော့အဲ့ဒီ ultra volume နေအစားကျွန်တော် 100% လောက်ကိုပဲနည်းနည်းလေးအတန်ကောင်းကောင်းကြည်လေးကိုသုံးပေးသင့်ပြီလို့ထင်တယ်ဆိုတော့ဒီ ultra volume နေသုံးပေးမယ်အဲ့လိုအဆင်ပြေပေးမယ်အစားကျွန်တော် stereo speaker လေးကိုပဲ 100% မှာပဲအတန်ကြည်လေးနဲ့ bass တန်လေးနည်းနည်းကောင်းကောင်းနဲ့ပေါ့နော်ဒါကျွန်တော် flash level ကိုမဆိုလို့ဒီ8သိန်းဝန်းကျင်ဖုန်းဈေးတန်းတစ်ခုမှာပဲဒါပုံမှန်နားထောင်ကောင်းတဲ့အနေအထားမျိုးလေးလောက်လုပ်ပေးသင့်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ချက်ကတော့ဒါ battery ပေါ့နော်ဒါ battery ပိုင်းကတော့ဒါတော်တော်များဖုန်းတွေကကျွန်တော်တို့ upper mid range တွေရော flash တွေရော mid range တွေရောအကုန်လုံးကတော့ဒါ battery average ကတော့အနည်းဆုံး9500 6000လုံးဝအနည်းဆုံးကတော့9000ကတော့ဖြစ်လာပြီလို့ပြောလို့ရတယ်ဆိုတော့ဒီ battery ပိုင်းကတော့ရိုင်းထွေတူပြောစရာမရှိဘူးပြောတဲ့ရှိတာကကျွန်တော် charging ပိုင်းပေါ့နော် battery average တွေများလာတော့ဟုတ်ပါပြီကျွန်တော်အားပြန်သွင်းမှုကဘယ်လောက်ပဲ support ပေးကြလဲဆိုတော့ကျွန်တော်ပြန်ကြည့်ရမယ်ပေါ့နော်တချို့ဖုန်းတွေမှာကျွန်တော်တို့9သိန်း6သိန်း9သိန်းပဲပေးရပြီးတော့ကျွန်တော်တို့18 watt fast charging လောက် support ပေးရတယ်တချို့ဖုန်းတွေဆိုလို့ရှိရင်ကျွန်တော် fast charging လောက် support မပေးဘဲနဲ့ဟိုတုံးနေရတဲ့ဖုန်းတွေအများကြီးရှိရပေါ့နော်ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့အနည်းဆုံးကကျွန်တော်ကဒါ
9သိန်းဝန်းကျင်တော့မှအနည်းဆုံးကျွန်တော်တို့က33 watt ကတော့33 watt လောက်ခေါ်တာပါသိမ့်ပြီးတော့ကျွန်တော်တို့ထင်တယ် support ပေးသိမ့်ပြီလို့ထင်တယ်ဘာလို့ဆိုတော့ကျွန်တော် battery age တွေများလာတယ်အများအားသိန်းကလည်းမြန်မှုလိုတာပေါ့နော်ဒါ battery 6500ကျော်ကြီးပါပြီးကျွန်တော်တို့ကဟို10 watt တို့18 watt တို့နဲ့အားသိမ့်မယ်ဆိုလို့ရှိရင်လည်းဒါအဆင်မပြေနိုင်ဘူးလေနော်ဆိုတော့အနည်းဆုံးတော့ကျွန်တော်တို့က33 watt ကတော့အနည်းဆုံးပါသိပြီလို့ကျွန်တော်တို့မြင်တယ်ဒါ flash level တွေကတော့သူတို့ဒါ120 watt တွေ90 watt တွေတမျိုးပေါ့နော်အနည်းဆုံးကကျွန်တော်ကဒီ9သိန်းဝန်းကျင်လောက်ကစပြီးတော့အနည်းဆုံးက33 watt လောက်ကတော့ပါသိပြီဖြစ်နိုင်လို့ရှိရင်ကျွန်တော်9သိန်းအောက်ဈေးတန်းနေတော့မှကျွန်တော်33 watt လောက်ကိုသုံးပေးစီခြင်းတယ်ပေါ့နော်ဒါ3အဲ့လောက်ကတော့သုံးပေးတင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့အခုကျွန်တော်ပြောပြပေးသွားတယ်ဒါအချက်လက်တွေဒီ specification တွေကိုပါသင့်တယ်လို့ပြောသွားတာဆိုတော့ဒါထုတ်လုပ်မှုဘက်မှာကျွန်တော်ဒါအနည်းဆုံးကျွန်တော်ဈေးစကားပိုပြီးများသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ခုနကပြောသလို3သိန်းလောက်ပို့ပေးလိုက်ရလို့ကျွန်တော်တို့တစ်နှစ်လောက်ပို့သုံးလိုက်ရတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကအများကြီးအဆင်ပြေရလीเนาะအဆင်ပြေလို့ပြောရပါတော့ဆိုတော့ဒီ video လေးကကျွန်တော်ဘယ်သူတိုးတယောက်ကိုမှထိခိုက်ဆိုလို့ဈေးလုံးစိတ်မရှိဘူးဒါကျွန်တော်ဖြစ်တဲ့အကြောင်းအရာလေးနဲ့ဒါ user တွေဘက်ကနေပြီးတော့ပိုအဆင်ပြေလာမဲ့အနေအထားလေးတစ်ခုကိုကျွန်တော်ပြပြပေးသားခြင်းဖြစ်လို့အမှားတွေပါခဲ့လို့ရှိရင်လည်းခွင့်လို့ပြပါလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ video လေးဒီမှာနေဆုံးသက်လိုက်ပါတယ်ကြည့်ရှုအားပေးကြကျွန်တော်တို့ကတိုးတယောက်ချင်းတိုင်းကြီးလူထူပဲတင်ရှိပြီးတော့နောက်ထပ် video မှာပြန်လည်ဆုံကြပါသေးတယ်ဗျ